그나라 미크로이 그칠러이 땅러이 뒤야와래 저는 whatအဲ့ဘယ်စီရောက်ပါဒါအိန္ဒိနာချင်းအိမ်ဆိုတော့သွားလဲရတယ်လေနော်ဆိုတော့သူတို့လည်းယေရှုကိုလိုတာဖြစ်တယ်အာမင်သူတို့လည်းယေရှုကိုလိုတယ်သူတို့မှာလည်းပြဿနာတွေအများကြီးပဲဆိုတော့ကိုရီထက်တော့အောင်မြင်တယ်ဒါပေမဲ့သူတို့မှာပတ်တွေကကိုရီထက်ပေါ်တယ်အဲ့လိုမျိုးလေပြီးအဲ့လိုဘယ်လောက်ပဲအောင်မြင်နေသူတို့မှာဝမ်းမြောက်ခြင်းမရှိတာကျွန်တော်တွေ့ရတယ်ဆိုဝါးအဲ့လိုမျိုးပေါ့အော်ပြည့်စုံတဲ့ဟာတစ်ခုမှမရှိဘူးငါတို့ကဆိုလာပြီးထင်တယ်သူတို့မှာhomeless ချင်းတွေကဘန်ကောက်မှာတော်တော်ကိုများတာလမ်းဘေးမှာစုပ်ပြပြီးလစ်နေခုနမနေ့ကကျွန်တော်ပြောသလိုပေါ့နော်ဟို foreigner နဲ့ညနေဖြူနဲ့ထိုင်းနဲ့ရတာဒါပေမဲ့အဖေလည်းမရှိဘူးအဖေလည်းမရှိဘူးအင်္ဂလိပ်လိုလည်းမပြောတတ်တော့ German လိုလည်းမပြောတတ်တော့အဲ့ဒီဘန်ကောက်မြို့ထဲမှာပဲ homeless လိုလမ်းဘေးကလေးလိုနဲ့ရှောက်တော့ရုပ်ကဘိုးရုပ်ကြီးရုပ်ကလုံးဝအဲ့လိုမျိုးလုံးကြီးအပြာရောင်ကြီးနဲ့သပင်ကရွှေရောင်ကြီးနဲ့ဒါပေမဲ့တလုံးမှမတတ်ဘူးအင်္ဂလိပ်လိုလည်းမတတ်ဘူးဘယ်သွားလို့သွားမှအဖေလည်းမရှိဘူးမေလည်းမရှိဘူးထိုင်းလိုတော့မွတ်နေတယ်အဲ့တော့ဘာဖြစ်လဲပို့ပြီးတော့သူ trauma ပုံများတယ် he felt like an outsider အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးတော်တော်ဆိုးဆိုးတွေကိုမြင်ရတော့ထိုင်းနိုင်ငံတော့တကယ်ကိုဘယ်လိုပြောမလဲအဲ့ဒီထိုင်းမှာနေရတဲ့ကြောမှာအဲ့လိုဖြစ်တာပေါ့နော်ဘာဖြစ်သွားလဲဆိုတော့ထိုင်းမှာနေရင်းနဲ့သူတို့ရဲ့ကောင်းတဲ့ဟာလေးတွေအကျင့်လေးတွေကိုကိုကတာ၍ဘယ်လိုပြောမလဲပုံသက်တွေကောင်းတာလေးတွေမြင်လာတယ်ပြီးတော့ဘာဖြစ်လဲထိုင်းအမှုတော်ဆောင်တွေကလေထူးဆန်းတယ်မြန်မာနိုင်ငံကလေတူးနဲ့မတူဘူးအဲ့မှာကြတော့အင်းဝန်ကလေးအတွက်ဆိုရင်သူကဟိုလက်ဖြောက်တစ်ချက်တီးလိုက်ရင်လေဟိုဘလောက်ကွဲပြားတဲ့ဂိုင်းကနာတွေပဲဖြစ်ရပ်ပလက်တွေကလေယေရှုနာမပြောလိုက်ရင်ရုံးဆိုယောမဆက်တက်လို့ပဲတခါတည်းအရှက်အစင်ပြီးတယ်တယောက်နဲ့တယောက်ရန်ကုန်မှာကတော့လုံးဝဟိုဘယ်လိုပြောမလဲဟိုသတင်းကျွမ်းနာနီလို့စိတ်မိလိုက်တိုင်းကစားတဲ့အဖွဲလိုပဲနည်းနည်းလေးစကားပြောမှပြီဆိုတော့အဲ့ပြဿနာထားပြီးတော့ဖြစ်ကြတာစိတ်ကောက်တာတို့ဘာလို့ပေါ့နော်အဲ့ဒါခဏတွေ့ဘူးဟဲ့နင်တို့ကလည်းကလေးစောနေသလိုပဲပေါ့နော်ဟိုနင်းဖွဲနဲ့ငါတွင်းနဲ့မတူငါတို့ဝတ်တဲ့အယောင်ချင်းမတူနေနဲ့ကလည်းစကားမပြောဘူးဆိုတဲ့အဖွဲတွေအများကြီးတွေ့ရတော့အိုးဘယ်ဟုတ်မလဲမောင်ချင်းမီအမေရိကရောက်ပါပဲthis is the first day of my life ဆိုတဲ့ဟာမျိုးလေအဲ့မှာဖះเจ้าထဲမှာထားပြီးနဗန်းတက်လုံးတော့မလို့မျိုးရန်ဖြစ်တာလေတခါမှမမြင်ဘူးရန်ကုန်မှာတခါမြင်ဘူးအမေရိကရောက်မှမြင်ဘူးတယ်တကယ်အဲ့တော့မှနင်ဘာစကားပြောတာလဲငါ့ကိုနင်တခေါ်လို့ဆွဲနေရလားလောကအန်ဂျော်တို့သုံးလားကိုရန်လေးတို့ရိုက်တယ်ဗမာကားတွေအတိုင်းကိုထား fight တာကိုကျွန်တော်မြင်သွား what these Christians အဲ့လိုလေရဟုတ်တယ်ဘာဖြစ်လဲဖះဘာကိုတင်နေရလဲအဲ့ဒါနင်ကောင်းတာအရန်ကြွားတာဟုတ်တဲ့နင်မကောင်းတဲ့လူတွေကိုမြင်ရောနင်အဲ့ဒါ you trying to judge them နင်အဲ့ဒါသူတို့စီရင်မလို့လား no မဟုတ်ဘူးသူတို့အထဲမှာလိုအပ်နေတာညင်တဲ့ချင်းသူတို့အထဲမှာ they lack this love of God inside them သူတို့မှာချစ်ချင်းမရှိဘူးဘုရားကျောင်းထဲမှာသာနေနေတာအေဝံဂေလိပွဲကြရင်တော့လုံးဝအကြီးကျယ်လုံးဝလော်ရင်းနဲ့ဈေးထဲမှာတမတရင်ကလည်းတခုတော့ပြောချင်တာခမရဆိုတာလိုက်တော့ပြောနေတယ်ပြင်မဲ့လေအထဲမှာ they lack love အဲ့ဒါကိုဘုရားမြင်စေတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မစီရင်ပါဘူးဒါဘာဖြစ်လဲတာ၍ဆူတောင်းပေးဖို့တာ၍ကိုတို့မြတ်တာမရှိဘူးကိုကမြတ်တာပြရမယ်အာမင်အဲ့လိုမျိုးမြင်လာတာဘုရားကအမြဲတမ်းကောင်းမြတ်တယ်ဆိုတာကိုလူတွေမကောင်းတာမြင်လာလေဘုရားကောင်းမြတ်တာကိုမြင်လာလေဖြစ်တယ်ဟာလေလုယာတော့ပါခေါ်ဟီမတဲ့အာမင်အဲ့ဒါကျွန်တော်သုံးချက်လက်ပဲအဲ့ဒါအပြင်ပြီးဘာမှမရတော့ကဲအဲ့ဒါ gate ဆုံးပြီလားဒါပေမဲ့ထူးဆန်းတယ်ကျွန်တော်မှမင်းတက်နာမည်ရှိတယ်ကျွန်တော်ပထမဆုံးဂီတာသင်ပေးတယ်လို့ဂီတာသင်ပေးတယ်လုံခဲ့တဲ့အနည်း20အထိသင်ပေးသွားတာဒီနေ့အထိမတီးတတ်သေးဘူးအဲ့လိုဆိုကျွန်တော်ပထမဆုံးဂီတာဆရာမင်းတက်ကသူ့အတွက်လည်းဆူတောင်းပေးပါသူကနတ်စာသူယုံကြည်သူမဟုတ်ဘူးသူနတ်စာအဲ့လိုမျိုးတော့I'm Buddhist တဲ့ဟာလားလို့တခါမှလည်းဘုန်းကြီးဝတ်တာလည်းမတွေ့ဘူးတခါမှလည်းစီတီပထိုးမှလည်းမသွားဘူးဘုန်းကြီးဝတ်တာမတွေ့တာမပြောနဲ့ဘုန်းကြီးတွေအရှိရတယ်တရားဟောတယ်သူထေဆုံးနေထိုင်စီသေးတာဟိုကနေရွတ်ပြီးလေသူပါဠိလိုတွေအဲ့တော့သူဘာဖြစ်လို့လဲကြီးရလို့ဘာကြီးစရာပါလို့လဲဆိုမသိပြောချင်တာသူကတည်းကလိုအပ်နေတာကျွန်တော်ဘာဖြစ်နေတိုင်းဆူတောင်းပေးကျွန်တော်ဆရာတို့ဟာလေလုယာကျွန်တော်အာဂီရိုလည်းသင်ပေးတယ်အမှန်တော့သူကျွန်တော်ဖေးစီကပြန်တင်တာကျွန်တော်ဖေးမအားတော့သူကျွန်တော်ပြန် train ဂျူဒိုလည်းသူစီကပဲသင်တယ်အဲ့လိုမျိုးကရာတေးတွေတိုင်ကွမ်ဒိုအကုန်သူတတ်တယ်နော်သူသွားမလို့နဲ့မင်းတပ်မှာတိုင်းမျိုးစုံတတ်တာသူတယောက်ပဲရှိတယ်အခုတော့အမေရိကတော့ရောက်မလာသေးဘူးဘာ KL မှာရှိနေတယ်လို့ကျွန်တော်သတင်းကြားတယ်ကျွန်တော်ရဲ့ဆရာသူနာမည်ကတော့စလိုင်းကီရှင်းလို့ခေါ်တယ်သူကတော့ပြောလို့ပါသချင်းလေးပါလေးဆိုတယ်ကျွန်တော်
သူမင်းတန်နာမည်ပေးတာ tongue pad တဲ့အဲ့လိုမျိုးစလိုင်း tongue pad တဲ့ကျွန်တော်ခေါ်တယ်ဆိုတော့မတွေ့တာကျွန်တော်အရန်ကြိုက်တယ်မှာထူးဆန်းတယ်သူပြောင်းလဲမယ်ဆိုတာဝိညာဉ်တော်ကကျွန်တော်အရှင်းကြီးဖော်ပြတာဟာလေလုယာတနေ့ကျရင်ကျွန်တော်တို့ရဲ့ဒီယုံကြည်သူတွေစီးဝေးတဲ့နေရာနော်ကောင်းကင်နိုင်ငံလေထုထဲမှာသူနဲ့ကျွန်တော်နဲ့အထူးထူးထိုင်နေတာကြီးကိုဝိညာဉ်တော်ကကျွန်တော်အရှင်းကြီးဖော်ပြတာဟာလေလုယာအဲ့လိုပဲသင်ချစ်တဲ့လူတွေသင်တကယ်အဖို့ခပေးပြီးဆူတောင်းပေးနေတဲ့လူတွေသင်မှာဘယ်နှယောက်ရှိလဲရှိပြီလားမရှိသေးရင်သင်ဆူတောင်းပေးဖို့လိုနေတာဖြစ်တယ်ဆူတောင်းပေးတဲ့လူအတွက်ကိုဖခင်ကကျွန်တော်အာမခံချက်တကယ်ရပြီလားအဲ့ဒီအတွက်ကိုသင်ဆူတောင်းပေးဖို့ကျွန်တော်ကတော့တိုက်တွန်းနှိုးဆိုတာဖြစ်တယ်ဟာလေလုယာဘာလို့သင်တို့ကျွန်တော်တို့ကောင်းကင်နိုင်ငံမှာဟာလေလုယာရမယ်တရဖူတွေကအများကြီးပဲဖြစ်တယ်အာမင်ကျွန်တော်လူမျိုးတခိုးချဖို့ပြောင်းလဲဖို့လူအများကြီးဆူတောင်းပေးခဲ့တာနောက်ဆုံးကတဲ့ညင်းတော့မရသေးတယ်ကျွန်တော်အမေကကျွန်တော်တို့နေတိုင်းဒူးထောက်တာတော့ကတဲ့ညင်းမရသေးတယ်ဒါပေမဲ့ကျွန်တော်လွတ်မြောက်ဖို့သူ့မှာနေရောညရောမျက်ရည်နဲ့ဒူးထောက်တာအစိုးရကအစိုးရကဘာလို့လဲဆိုတော့အင်ရအဖွဲ့အင်ရအဖွဲ့တွေဘာမှလို့တော့ပြောတတ်တယ်သူက10တန်းနေပါလေဘွဲဆိုတာတေချာမပြီးသေးတာသူ psychology major နဲ့လေ but she would pray like there's no tomorrow သူဆူတောင်းတာကချင်လို့သူဆူတောင်းတာဟောသူဘူဒါဝါဆိုတော့ဝါကရိုက်ကဆန်းဂျေမီကိုနိုင်တဲ့လူပေါ်လာပါစေတဲ့အရန်ဆိုးလို့ဘယ်သူမှမနိုင်လို့အသေးတောင်းညမ်းတာလေတော့နေလည်းပြန်မယ်အိမ်ညာလည်းပြန်မယ်အဲ့လိုမျိုးအဲ့လိုကျွန်တော်မချတဲ့မူရေးစေးဖို့ဆိုတာမခါမရှိဘူးဟိုမကြိုက်တာတော့ရှိရပါတော့မချတဲ့မူရေးဆိုလုံးဝမရှိဘူးအဲ့လိုနှာခေါင်းထဲထဲတဲ့ဟာတွေရောပါးစပ်ထဲထဲတဲ့ဟာတွေရောရှူတဲ့ဆိုအမြုပ်ထွက်တဲ့ဟာတွေရောဘောင်းတဲ့ဟာတွေရောဟို fit ပဲမထိုးဘူးလားfit ထိုးရင်သေးတာများလို့မထိုးရဘူးဒါပေမဲ့နှာခေါင်းထဲတော့ထဲတယ်ပေါ့နော်အဲ့လိုမျိုးဆိုပြီးရင်အိမ်မက်တွေမဲ့ပြီးကလမရင်းနဲ့ကားတယ်အဲ့လိုမျိုးလေစာရန်ရအောင်ချုံအောင်ထားတာဟုတ်တယ်ဒီကနာမည်ကြီးစင်တို့နော်အဲဟိုနယူးယောက်ကနာမည်ကြီးထောင်တွေရန်ကုန်မှာဆိုအင်းစိန်တို့မန္တလေးမှာဆိုအိုးဘိုတို့ရှိကြတယ်ပဲထောင်တွေထဲမှာလူတွေအများကြီးပဲဒါပေမဲ့ထောင်အပြင်မှာနေပြီးမလွတ်မြောက်တဲ့လူတွေအများကြီးပဲထောင်ပြင်မှာနေပြီးတန်ကြိုးတွေမမြင်ရတဲ့တန်ကြိုးတွေနဲ့လှုပ်မရသွားမရဖြစ်နေတဲ့လူတွေအများကြီးပါတော့သူတို့ရဲ့အကျင့်သူတို့ရဲ့နာဝမ်းနည်းစရာကောင်းတဲ့အထက်က broken relationship ကိုဖြစ်စေတဲ့အမောင်မိုက်တကောကသူတို့ကိုမလွတ်မြောက်စေတာဘာဖြစ်လို့လဲအဖေကတောက်လို့သားကတောက်တာဘာဖြစ်လဲငါတို့တောက်တယ်ဘာလို့အဖေကဘာလို့တောက်တာအဖိုးကတောက်တာဘာလို့အဲ့ဒီအနောက်ကလိုက်လာတဲ့အရေးမဲမျိုးရိုးစင်စက်လိုက်လာတဲ့အားကိုချိုးဖြတ်နိုင်တာယေရှုခရစ်တော်ရဲ့အသွေးတော်တပါးပဲရှိတာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်မသိဘူးအဲ့ဒါလေဘာတစ်ခုမှမသိကျွန်တော်ကမွေးကလေးကဘာသာရေးသမားဘာသာရေးတော့အသေးလောက်တာဖះเจ้าတစ်ချက်မှမပြတ်ဘူးအကြီးကျယ်ဆူတောင်းပြီးဆိုကောင်းကင်တမန်ဒိုင်မန်လုံးဝရုပ်ကအရာသနာဖို့ကောင်းတဲ့ရုပ်ကလေးနဲ့ဆူတောင်းတာကွာရဆိုပြီးဆိုထိန်ဆုံးကကိုယ့်အတန်ကျယ်ဆုံးပဲအပြင်မှာသာအဲ့လို rap ဆိုတာနော်ဖះเจ้าရောက်ရင်ပြောင်းသွားပြီလုံးဝအဲ့လိုမျိုးလေအဲ့ဒီ background ကလာတာ that's me right there so ဒါမှမလွတ်မြောက်ဘူးဖះเจ้าပြီးရတဲ့တောက်ပြီအဲ့လိုမျိုးအော်ဒါဆိုဘယ်လိုတောက်လဲတို့ဘုရားเจ้าမှာအိုးဘုရားเจ้าကအကြီးဆုံးတယောက်ကအစာတောက်နေရလေဘယ်လိုလုပ်လဲ I don't know အမေကသူတောက်ရင်ဈေးကြီးတဲ့ဟာပဲတောက်တာအမေလူများလို့ဘီကြီးတွေပါမတောက်ဘူးသူတော့အနေပေါ်ညတာနဲ့နင်တို့ကြီးပဲတောက်ဖို့မဟုတ်ဘူးနော်အဲ့ဒါငါ့ရဲ့ဥစားမင်းသားတွေရှောင်းမထီးနေတယ်အဲ့လိုပြောခံသေးတယ်အဲ့လိုမျိုးဆိုတော့ပဲပြင်သစ်တို့အီတလီတို့ကလာတဲ့နာမည်ကျော်ပလင်းနေအမေတင်းထားတာတောင်းတာဟာဘုရားเจ้าထဲမှာဖြစ်နေတာခရိယန်လို့ပြောတဲ့လူတွေဖះเจ้าထဲမှာဖြစ်နေတာလေမသိတာလေအများကြီးပဲဒါပေမဲ့ကိုရီးယားအဲ့ဒါကိုမြင်နေပေမဲ့တမန်တရားနဲ့မညီဘူးဆိုတာကိုသိနေပေမဲ့လည်းမပြောတဲ့ဘောဆိုကိုကတမန်တရားကိုမသိဘူးနှစ်ယောက်စလုံးကမားနေတော့မားတဲ့လူချင်းချင်း judge လုပ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဒါပေမဲ့တရားကြတော့သတင်းကောင်းလို့ပြောတဲ့ဧဝံဂေလိပွဲတစ်ခုနော် evangelist crusade တစ်ခုကိုကျွန်တော်ရဲ့အမျိုးရင်းတယောက်ကဖိတ်တော့ကျွန်တော်မသွားချင်ဘူးဘာလို့မလဲတို့ငါလည်းငါဖះเจ้าနဲ့ငါရှိရလူများဖះเจ้าငါဘာလို့သွားမှာမာနတခွဲသားကြီးဒါပေမဲ့ဘာဖြစ်လဲအဲ့ဒီမှာအရန်ခေါ်မသွားကျင်နေတာနဲ့ကြံဖမ်းပြီးညီမျိုးစုံနဲ့ခေါ်တော့ကျွန်တော်လည်းအဲ့လောက်ခေါ်နေတခုတော့ရှိရမယ်မဟုတ်ဘူးတဲ့ဒီမှုတော်ဆောင်သွားတယ်ဖះနဲ့ဘလို့အဆက်တွေရအောင်လုပ်မလဲဆိုတဲ့ဟာဟုတ်တဲ့သူရှင်းပြအရန်ကောင်းတယ်လာနားထောင်ကြည့်တယ်ဆိုတော့ I don't know ကျွန်တော်ဘောမှာဘယ်နီဟင်းလဲတွေ့ဘူးတာပဲဟို Joyce Meyer လဲတွေ့ဘူးတာပဲနော်ဟိုအပြင်မှာမဟုတ်ဘူးလေ God TV မှာပြောပါတယ်ဆိုတွေ့ဘူးလေနော် $12 တော့အဲ့ခေတ်က 90s ကနာမည်ကြီးရဲ့တရားဟောစရာမြောက်များစွာ yes တွေ့ဘူးတယ် but ယေရှုနဲ့မတွေ့မချင်းဘာမှဖြစ်ဘူး hallelujah ကြိုက်တဲ့တရားဟောစရာကြိုက်တဲ့အမှုတော်ဆောင်ကြီးတွေနဲ့တွေ့ဘူး
ဒါပေမဲ့ crit တော်နဲ့သင်ကိုယ်တိုင်ကိုကြ touch အဲ့တွေ့တဲ့အခောက်ကအဲ့အသွားနဲ့အပြန်နဲ့လုံးဝမတူသေးဘူး hallelujah ကျွန်တော်သွားပြင်မဲ့အဲ့အမှုတော်ဆောင်နဲ့မတွေ့ကြဘူးအဲ့အမှုတော်အဆောင်အထက်က crit တော်နဲ့ကျွန်တော်တွေ့ပြီးပြန်လာတာဖြစ်တယ် hallelujah ကျွန်တော်အဲ့နေ့ကကျွန်တော်မှတ်မိသေးတယ်လုံးဝကြော့မော့နေအောင်သွားတာအဲ့တော့ဒီတော့ပိုကြော့တယ် hallelujah ဒီလုံးဝဒါပေမဲ့ဟိုငါတို့နှစ်ချင်းနေအရှင်းမှာအရက်ကွဲလို့မဖြစ်ဘူးလို့အမှန်တော့သွားတာ easy ပြားကြောင်းအဲ့လိုမျိုးကျွန်တော်တို့ထူးဆန်းတယ်ကျွန်တော်တို့မဟုတ်ရင်အားလုံးကိုနှစ်ချင်းပဲသတ်မှတ်တာကျွန်တော်ဘာမှမသိဘူးငါတို့ဘာသာမဟုတ်ရင်ကျွန်တော်အားလုံးနှစ်ချင်းတွေကငါတို့အမြဲတမ်းတို့ပပအောင်ဆွဲနေတယ်အဲ့တော့ငါတို့သွားရင်အဲ့တိုင်းကျွန်တော်တို့ငယ်ကလေးက mindset ကဖြစ်နေတဲ့တော့ကျွန်တော်ကလုံးဝကြောက်တယ်လေအဲ့ဒါအရှိမထိုင်မယ်နောက်ဆုံးမှာအဲ့လိုခိုးပြီးဒူများနောက်မှာခိုးပြီးထိုင်နေတာဒါပေမဲ့ဘာဖြစ်လဲအရှိမပဲထိုင်နေအနောက်ကွယ်မှာပဲထိုင်နေแต่ရှင်တော်ဝိညာဉ်တော်အလုံးလုံးလာရင်ဘလူးမထွက်ပြေးလို့မရဟာလေလုယာအဲ့နေ့ကကျွန်တော်သူတကြောင်ဟောကျွန်တော်ငိုနှစ်ကြောင်ဟောငိုဘာဖြစ်မှမသိဘူးငိုနေပါတော့တမန်တရားအာမင်တဲ့အပြစ်ဘယ်လောက်ကြီးပါစေလဲငါရဲ့အချစ်ကနေရဲ့အပြစ်ထက်သား၍ကြီးတယ်ဆိုတော့ပြောလိုက်တော့ဘာဖြစ်သွားမှမသိဘူးတကယ်ကလေးကြီးလို့ပဲကျွန်တော်မျက်ရည်ဘူးသီးလောက်ကြီးကြပြီးကျွန်တော်နောက်ကနေငိုနေတာ like what happened to me like ငါမလို့ငိုနေတာပေါ့နော် academy shot တွေဖြစ်နေတာအဲ့ဒါ academy shot တွေဖြစ်နေတာအဲ့ဒါကျွန်တော်ကငါပြီးရင်ပြန်တော့မယ်ငါဒီနေ့ I felt this weird ဒီမှာအပြစ်သားကောင်းကင်နိုင်ငံလေးထုထဲမှာနေရတာအဆင်မပြေဘူးအပြစ်သားဒါပေမဲ့ဘာဖြစ်လဲအထက်ကဝိညာဉ်ကြောင့်လွတ်မြောက်ခြင်း struggle အဲ့ fighting period ရှိတယ်အဲ့ struggle လောက်ရတဲ့ period မှာတကယ်တဲ့ငြိမ်သက်ခြင်းပေးတဲ့အရာကိုပဲသင်ရွေးပါ hallelujah အရင်တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အရင်တော့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဒါပေမဲ့ပြီးရင်ဘာမှမဟုတ်ဘဲနဲ့ကြိုးကြောင်ဖြစ်တဲ့ဟာကိုတော့ဘယ်တော့မှမရွေးမိစေနဲ့တမန်တရားသည်တင့်ကိုလွတ်ချင်းခွင့်အောင်ပေးလိမ့်မယ် hallelujah ကျွန်တော်ကြားတာအဲ့ဒီအရှင်းလေး the truth shall set you free အဲ့ဒီကလုံးကကျွန်တော် boom လို့ပြီးလောကနံပါတ်1အမြောက်နံပါတ်1အာဆင်နယ်နဲ့ထူခံလိုက်ရတာအဲ့မှာလုံးဝဆိုအထက်ကိုရောက် the truth what is the truth ဘာလို့ပြောလဲတမန်တရားကျွန်တော်လွတ်ချင်းခွင့်ပေးမယ်နားမလဲဘာလဲလွတ်ချင်းခွင့်ငါမှမလွတ်မြောက်သေးတာငါလွတ်မြောက်ခြင်းတယ်ငါဒီရေခဲတွေနော်ကိုကိန်းတွေအဖြူတွေအမဲတွေခြားတဲ့ဘဝလေငါလွတ်မြောက်ခြင်းတယ်ငါဆေးလိပ်ပြက်ခြင်းတွေတော့မစင်းစားဘူးကျွန်တော်ဆေးလိပ်ကိုခေါင်းထဲမှာဆေးလိပ်တက်ဆိုးတဲ့ဟာကျွန်တော်မှအများကြီးပဲအဲ့လိုပဲတခြားစော်ကိစ္စဆိုလဲအဲ့လိုမိမသားရှိတယ်စော်3ယောက်လောက်ရှိတယ်ဒါဒီလိုပဲပြောပြတာကိုမောင်နှမတွေအချင်းချင်းခင်းလို့ပြောပြကျန်တဲ့ဖွဲ့ဆိုကျွန်တော်ဘယ်တော့မှမပြောဘူးထားလိုက်ပါတော့နော်စော်ရလည်းအများကြီးပဲဟိုအဲ့အထက်ကဘာငတ်နေမှငါလို့မဝနိုင်တဲ့ဒီအဲ့ human fleshy ဒီ feeling အချုံနှောင်ကြီးရှိရအဲ့ဒါကြီးအဲ့လူတိုင်းမှာရှိရအဲ့ဒီဟာကိုဘလို့သေအောင်လုပ်မလဲအဲ့ဒါငါတို့ကသေပေးရမှာလားငါသေရရောပဲသွားမလို့ပြောရင်ကြောက်တယ်သေပဲသွားမလို့မင်းကြောက်တယ်ဘာလို့ကယ်တင်ခြင်းကိုမရှင်းသေးလို့ဒါပေမဲ့အဲ့ဒီနေ့မှာကယ်တင်ခြင်းကိုသဘောပေါက်အောင်စင်မွန်းနေကောင်းတဲ့သိခံပြီးရှင်းပြလိုက်တဲ့အချိန်မှာကျွန်တော်မျက်ရည်ဆန်းနဲ့အိမ်ပြန်သွားတယ်အဲ့မပြန်ခင်တော့ကျွန်တော်ခေါ်ပြီးအော်တာခေါ်ပြီးတော့ဆူတောင်းပေးတယ်ဆူတောင်းပေးတော့အဲ့လိုပေါ့အဲ့ဒီအင်ဂျီဘီယာကျောင်းဆရာတွေဆိုကြီးကြတာကမချောရကစရကရပါဘာစကားလည်းမသိဘူးပေါ့နော်ငါတို့အာစီတွေကတော့လက်တင်လိုဆူတောင်းတယ်သူတို့ကတော့ဘာစကားလဲတော့ငါလည်းနားတော့မလဲဘာဒါမဲ့ဖခင်ကဘယ်လောက်ကောင်းမြတ်လဲကိုနားမလဲတဲ့စကားနဲ့ဝိုင်းဆူတောင်းပေးလိုက်တာမကြခင်အဲ့စကားကိုဆူတောင်းတတ်လာအောင်ဖခင်ကဆွဲခေါ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ရဲ့လေထုကိုနားမလဲပေမဲ့လေအာမင်နားမလဲပေမဲ့အဲ့ဝိညာဉ်တော်ရဲ့လေထုကိုတည်ဆောင်တဲ့ဘုရားသားဖြစ်လာတဲ့ဒီဘုရားကဆွဲခေါ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာသူ့ရဲ့ကောင်းမြတ်ခြင်းကိုပြောရင်တနေ့မလောက်ဘူးဘလို့မလောက်ဘူးအဲ့ဒါနဲ့ကျွန်တော်လဲလို့အိမ်ရောက်တော့မျက်ရည်ဆန်းနဲ့ပြန်လာတော့သွားပြီလေအိမ်ဘူတာဟောဖွဲ့တယ်ကျွန်တော်ကြည့်အမေလူများကိုငိုအောင်လုပ်တဲ့ကောင်ကအခုကျတော့ငိုပြီးပြန်လာတယ်သူကြည့်ရကျွန်တော်ဒီမှာဖြစ်လာတယ်သူမဲတော့ကျွန်တော်ပြန်ငိုပြီးအိမ်မှာအစားဆုံးပြန်ပြီးဟီးဆိုကလေးလိုပဲဖះကောင်းမြတ်ချင်ကျွန်တော်သူ့ကိုပြောတော့ဟဲ့ဒီဘာလို့ငါ့ကိုမခေါ်တာဒါမှမသိငါလိုက်ပါတယ်သူကပြောင်းလဲသွားတာဟာလေလုယာကျွန်တော်မိသားစုကျွန်တော်အရင်ကယ်တင်ခြင်းရပြီသိမကြောက်ဇနီးတယ်လဲလွတ်မြောက်ပြီးအိမ်မှာလာနေတဲ့လာရှိုးကနမကျွန်တော်ရဲ့ညီမလေးပေါ့နော်သူရဲ့ဘယ်လိုပြောမလဲ like they have different fathers but they have the same mother so like they have sisters but they're like real sisters သူကတရုတ်ဆိုတော့တည်းတိုင်းမှာတင်းချိုင်းကိုတာလေချောက်ဖာလို့ခိုင်လာยังมาဟိလေခိုင်ပါဟိကောင်းမလားဆိုဟောင်ကောင်ကားတွေအဲ့လိုအမွေးတိုင်းနေလေအဲ့ဒါလေးလိုက်လာရနော်ခရစ်တော်ရပြီမဲ့အဲ့ဒီအဆက်တွေမပြတ်ဘူးဆိုရင်
I struggle လဲရှိတယ်အဲ့မဲ့သူ့ကို deliverance လုပ်တဲ့နေ့ကကျွန်တော်ဘယ်တော့မှမမေ့ဘူးသူလေးဘက်ထောက်တယ် order မသိရင်အဲ့အသင်းငယ်ရတဲ့လူဆိုရင်အခန်းထဲထွက်ပြေးပါမှာအမလေးဘာကြီးလုံးသိဆိုပြီးအမ struggle လုံးဒါပေမဲ့အဲ့ဒီနေ့မှာဖခင်ရဲ့မြတ်တာကိုသူတကယ်ခံစားရတဲ့နေ့မှာသူ့အထက်ကဖခင်နဲ့မဆိုင်တဲ့ဒီခုနကိုယ်ကိုယ်ချင်းနဲ့ပတ်သက်တဲ့ဝိညာဉ်ဆိုအကုန်လွတ်မြောက်သွားတာ hallelujah တပတ်အတွင်းမှာ prophet စပြုတယ်အင်္ဂမလေး hallelujah တပတ်အတွင်းမှာဝိညာဉ်တော်ရဲ့အတန်သူစကြတယ်တပတ်အတွင်းမှာဒီသာဆက်ကပြီးတော့မှတန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ရှားခြင်းကို handle လုပ်နိုင်တဲ့အထိဖခင်ကအင်္ဂမလေးကိုဆက်ခေါ်တယ်အာမင်သူတို့ပဲလူဆိုင်မိုင်းလို့ခေါ်တယ်ပြသိမကြောက်မိကြီးနာအမျိုးတွေမှာထက်ရောက်လာလို့ပဲចောင်းတက်ဖို့ဆိုပြီးတော့သူတို့ရောက်နေတာတော့ကြာပြီဘာဖြစ်လဲသူတို့လမ်းသွားတယ်ဒီနေတိုင်းတောင်းလို့သူတို့ကချင်လို့ကျွန်တော်အကူလို့ခေါ်တယ်ကျွန်တော်ကသူတို့ရဲ့ခဲကိုအခုကတစ်ချိန်လုံးမူးနေတာများတယ်ပေါ့နော်အခုကပလင်းတွေလက်ဒါပေမဲ့အခုကတနေ့ကျတော့အခုကမတောက်တော့ဘူးအခုကနေတိုင်းဒူးပဲထောင်းနေပြီးအခုတစ်ချိန်လုံးဆူတောင်းပြီးဘုရားကောင်းမြတ်ကြောင်းပဲပြီးအခုဘာဖြစ်သွားလဲမသိဘူးဆိုပြီးတော့မှစိတ်ဝင်စားတယ်ကျွန်တော်တို့သွားတဲ့ဒီ conference တွေသူတို့လိုက်တော့အဲ့ဒီမြကြီးနာရောက်နေတဲ့မောင်နှမတွေအားလုံးဒီပါအကုန်ပြောင်းလဲတယ် hallelujah မွေးထားတာ9ယောက်လား9ယောက်လားမသိဘူးအဲ့မှာအခုယေရှုရဖို့လို့2ယောက်ပဲကြံတော့တယ်သူတို့မိခင်ကြီးလည်းကြံသေးတာပေါ့နော်ဒါပေမဲ့ပြောချင်တာအဲ့မြကြီးနာအိမ်လုံးပြောင်းလဲသွားတာအဲ့ဒီမှာမှတယောက်ရှိအလက်တယောက်ကသူအိမ်တောင်ကြတဲ့တယောက်ကဒီဘွဲ့တွေပဲအဲ့လိုပဲဟိုညောင်လေးပြင်သွားနေတဲ့အဘွဲ့တွေအဲ့ဒီတယောက်ကခေါ်တခါလူမျိုးရုပ်ကဖြူဖွေးနေနှာခေါင်းအလိုကောက်ချောလေးဒါပေမဲ့အဲ့လိုစကားပြောအတန်ရနေကောင်းလားဆရာဘယ်လိုတုံးလဲနေကောင်းလားပင်းဆိုင်လေအရင်ကျုပ်ကောင်းတယ်ကျွန်တော်ညီသူဆိုရင်ခမ်းကြုံဘူးဒါပေမဲ့သူအိမ်နေမှာကျွန်တော်တို့ဘာမှမဟုတ်ဘူးအော်နေမိမရပြီသူလည်းယူမယ် okay ဒါပေမဲ့ယူမယ်ဆိုရင်ခရစ်တော်နဲ့ touch ဖြစ်ဖို့တော့လိုတယ်ဆိုပြီးကျွန်တော်တို့ကရအောင်ကျွန်တော်လင်မယားနဲ့ကသူ့ကိုခူးစိတ်ခေါ်သွားတယ်ဟိုရောက်တော့အဲ့ဖရားအရန်သုံးတဲ့အမှုတော်ဆောင်နဲ့တွေ့တယ်ဟိုအရန်အဲ့အမှုတော်ဆောင်တရားခေါ်နေတဲ့အချိန်မှာသူ့အထက်ကမခံနိုင်တော့အရန် struggle ဖြစ်လာပြီအဲ့ဆရာကိုတွေ့ရမယ်ဆိုဟာဘာဖြစ်နေရလဲကျွန်တော်တို့ထူးဆန်းတယ်အဲ့ဆရာနဲ့လက်ဆွဲပဲနှုတ်ဆက်သေးတော့ဘိုင်းဆိုကျမ်းမှာပြစ်လဲသွားတာ hallelujah ဖရားရဲ့တကူကလေအလုံးလုံးနဲ့လူနာမလဲနိုင်ဘူးကျွန်တော်လည်းထိုးနေတကောင်းပဲကျွန်တော်ဘာဖြစ်မှမသိဘူးအဲ့ကျွန်တော်ဆက်ကလိုက်တဲ့နေရာနေစပြီးတော့3လအတွင်းမှာလှုပ်သမျှမူးရစေးအဲ့လိုမျိုး you name it ကျွန်တော်မလုပ်ဘူးတဲ့မူးရစေးမရှိအကုန်ပြတ်သွားတယ် hallelujah ဘာစေးမှတောက်စရာမလိုဘဲနဲ့အကုန်ပြတ်သွားတာဘယ် rehab မှလည်းသွားစရာမလိုဘူးဘယ်သူဘာကျင်းစင်မှလည်း nothing no yoga no meditation nothing no meditation no medication not anything just the power of the Holy Spirit တန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ရှားတဲ့အချိန်မှာကျွန်တော်ဟိုဘာမှလည်းဘယ်လိုပြောမလဲကျွန်တော် struggle မလုံးလိုက်ရအောင်ရိုးလေးပဲကျွန်တော်မျက်ရည်နဲ့ဆက်ကတယ်ဘာလို့ကျွန်တော်ကျင့်နေတယ်ကျွန်တော်အဲ့နှုတ်ကပတ်တော်ကြားတဲ့တပတ်နှစ်ပတ်အတွင်းမှာကျွန်တော်ငါရအောင်လိမ္မာအောင်ပြန်နေတော့ပါငါရအောင်လိမ္မာအောင်ပြန်နေတော့ပါမယ်ဆိုနေမှာအိုးကောက်ပါအောင်တခါတည်းမရဂီတိုနီနဲ့အမှပါသွားမှာတခါတည်းမရဂီတိုနီဆိုတာဘာလဲဆိုတာမသိရင်ကျွန်တော်ရဲ့ကိုကြီးကိုမမောင်ပြီးမှသွားပြီးမေဒီသူရှင်းပြလိမ့်မယ်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးကောက်ပါအောင်လိုက်သွားပြီးအဲ့ခုနကပဲညင်ညူတဲ့အရာတွေနဲ့ကျွန်တော်ဘာဖြစ်စိတ်သက်ကြတာအော်ငါမှားပြီဗမာကားရလို့ငါဖះကောက်ဒီလောက်ချစ်ရတာနဲ့ငါဘာဖြစ်လို့ဒီဒါမျိုးဖះချင်းမှာပြန်မှားလဲဆိုဘာသာကျွန်တော်အကျင့်ထဲမှာလုံနေသေးတာ I'm still trying to act according to the law ပြောချင်တာလေ but ပညာတရားမောရှိရလာပြီမဲ့တမနာလောကဲတဲ့ညတဲ့ကောင်နော် grace came လို့ပြော grace ကရောက်လာယေရှုတရားဘုသူစီကလာတယ်ခရစ်တော်စီကလာတာအဲ့တော့မကျင့်နိုင်မှန်းသိလို့ခရစ်တော်ကလာတာမကျင့်နိုင်တာအဆန်းမဟုတ်ဘူးဘယ်သူမှမကျင့်နိုင်ဘူးအဲ့ဘယ်ပညာမှလိမ္မာအောင်ကောင်းအောင်နေလို့မရဟိုကျင့်လေပို့ဆိုးလေဆိုတဲ့ဟာကိုကျွန်တော်တစ်သလုံးကျင့်လာတာဘာသာရေးသမားဆိုတော့သိရတယ်မှာအဲ့ကျေးဇူးတော်ကျွန်တော်ဝန်ခံလိုက်တာ तू ပြောတာရှင်းလေးညီလေးဆူတောင်းလေတဲ့ဘာဘလို့ဆူတောင်းကိုတော့တားတော့မွေးရစေမပြတ်နိုင်တားကြိုက်ကိုကြိုက်တာအဲ့တော့ကိုတော့ကိုယ်တိုင်ဖြတ်ပေးကိုတော့မဖြတ်ပေးရင်သားဆက်လုံးမယ်ဆက်လုံးရင်သေအောင်ဆက်လုံးမသေဝိုင်းအဲ့ဒါကိုတော့ပဲရှင်းရမှာအဲ့ဒီတော့ကိုအခုခရရကိုတော့ဖြတ်ပေးပါကိုတော့ဖြတ်ပေးရင်သေချာဆက်ကတ်မယ်အဲ့ဒီတိုင်းဆူတောင်းတယ်ဟာအဲ့တော့မောင်ချင်းမိလည်းအိမ်ရောက်တော့ကိုတကယ်တန်ဝေကားလိုဟာမျိုးပေါ့နော်ညာငါဖျားကောင်းမြတ်တယ်ဟုတ်တယ်ငါသူက serious သွားရမယ်ဆိုပြောအဲ့ညမှာကျွန်တော်မျက်ရည်နဲ့ကျွန်တော်အဲ့မြင်းဒီကုန်းအိမ်ကျွန်တော်အဲ့တော့ငားတဲ့တိုက်ခန်းလေးမှာဆူတောင်းတယ်ကိုတော့အကောင်လုံးကိုတော့ကြိုက်တယ်လို့ပြုပြင်မှာလားဘဝအသက်တာကိုစက်ကတ်တယ်ဆိုပြီးအဲ့နေ့မှာနောက်နေ့နိုးလာထူးဆန်းတယ်အယံဝမ်းမြောက်ပြီးနိုးလာတာ hallelujah I felt this joy in my heart as soon as I wake up in the morning just like
what you did to me like အဲ့လိုမျိုးခါတိုင်းဆိုကျွန်တော်မနက်မိုးလင်းတာနဲ့ဆဲလေးတောက်တဲ့လူကျွန်တော်မိုင်း7အရန်ကြိုက်တာကြော်ညာပေးတာမဟုတ်ပြောပြတာမိုင်း7ကိုအရန်တောက်တဲ့လူဒါပေမဲ့အဲ့ဒီမှာမိုင်း7လည်းအရသာမရှိတော့ဖတ်ချမ်းလည်းအရသာမရှိတော့ဘာအရသာမှမရှိတော့အဲ့ဒီကနောက်ဆုံးတောက်တာပဲကျွန်တော်အဲ့ဒီမှာကျွန်တော်ဆဲလေးကိုလွတ်မြတ်နိုင်ရတဲ့အခွင့်ကိုဖခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာဘာဆဲလေးနဲ့မှလည်းမခံနိုင်တော့အရာဝိုင်းတွေပြန်ကျွန်တော်ပြန်ခေါ်တယ်အရက်အနံ့လည်းမခံနိုင်တော့အရက်အရသာလည်းမခံဘာအဲ့မှာအော်ဖခင်ကနှုတ်ကပတ်တော်အသက်ရှင်သောနှုတ်ကပတ်တော်နော် the living word လို့ပြောတဲ့ယေရှုခရစ်တော်ဒီနှုတ်ကပတ်တော်သူဘာပြောလဲသင်ဒီခရစ်တော်၌တည်လျင်အသက်ပြုပြင်သောလူသည်နော်သူပြောခရစ်တော်၌အသက်ပြုပြင် the new creation အသက်ပြုပြင်တော့အသက်ဖန်ဆင်းလိုက်တာအဲ့လိုပဲကျွန်တော်တို့ချစ်ရတဲ့ကျွန်တော်တို့ရဲ့ဆရာနော်ကျွန်တော်တို့ရဲ့ညီကိုကြီးကျွန်တော်တို့ရဲ့လုံးဝ the real rock star man he's a legend နော်လက်ခုပ်တီးအောင်ဆရာတော်နော်သူခန္ဓာကိုယ်တေခြင်းကနေကဲတော့အသက်သေခံချက်ကိုသူကိုယ်တိုင်မပြောပြပဲကျွန်တော်ကြားတယ် I heard it သူပြောတယ်ခန္ဓာကိုယ်ကအသက်လိုပဲဆရာဝန်ကိုယ်တိုင်သက်သေခံတာဟဲ့အသေးတွေဟုတ်တယ်မလားဆရာအဆုပ်ကြီးရတယ်မွေးကင်းသားကလေးရဲ့အဆုပ်ဖြစ်နေတယ်ဟာလေလုယာတေကလေးလူရဲ့အဆုပ်ကမွေးကင်းသားကလေးအဆုပ်ဖြစ်เสียလားဒါပေမဲ့ဘာဖြစ်လဲဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်ရဲ့တကောနမိတ်လက္ခဏာသူယုံကြည်တဲ့လူသူရွေးကောက်တဲ့လူအပေါ်မှာကြီးမားစွာလှုပ်လို့ဖြစ်တယ်ဟာလေလုယာပြောထားပြီးသား John 15 it says the verse 16 it says I who choose you not you guys ပြောချင်တာနင်တို့ငါ့ကိုရွေးလို့ငါနာမည်ကြီးလာတာမဟုတ်ဘူးငါနင်တို့ကိုရွေးတာရွေးတဲ့လူတွေလည်းကြီးလာအောင်ရွေးတဲ့လူကိုလည်းကြီးလာအောင်ဘာတော့ရွေးလဲရှင်းရှင်းလေးပဲ तू ချစ်တဲ့နှလုံးသားရှိလို့ तू ရွေးတယ်လို့ရွေးတာဘာလို့သုံးလဲ तू သုံးချင်လို့သုံးတာဟဲ့ရှာမရှိနဲ့ဆိုတဲ့ဟာမျိုးဟုတ်တယ်အားလုံးက तू နဲ့ပဲဆိုင်တာဖြစ်သွားတယ်ဟုတ်တယ်တို့ကျမ်းစာကြောင်းအောင်တာတွေအစာရှောင်တာတွေမရှောင်နိုင်နဲ့မစားအဲ့လိုပြောလို့အစာမရှောင်အောင်လို့ပြောတာမဟုတ်ဘူးနော်ကျမ်းစာကြောင်းမတက်အောင်လို့လည်းမောင်ကြီးမပြောဘူးနော်I didn't say that never သင်ဘုရားကကျမ်းစာကြောင်းတက်ခိုင်းလားသင်တဲ့အစာရှောင်ဖို့ဘုရားပေါ်ပြလားရှောင်ဖို့ it doesn't matter it's all upon his calling and his revelation သင်နဲ့ပဲဆိုင်တာဖြစ်တယ် so ကျွန်တော်အဲ့ဒါကိုပြောကြပါဘုံဟာ okay ငါဒီနေ့တော့စတော့အလုံးလုံးနေပြီထင်တယ်အဲ့ဒါနဲ့မတူစိတ်လေးအနံ့နဲ့မခဏအဲ့နေ့မှာကျွန်တော်ဖះကိုချက်ချင်းအိမ်ရှိအခန်းကိုဝင်ပြီးဒူးထောက်ပြီးကိုတော့ဒါဘာဖြစ်တာလဲပေါ့နော်ဒီအထက်ကလမ်းနေပြီးတော့ပျော်ပြီးပြည့်စုံနေတဲ့ဝမ်းမြောက်ခြင်းအာမင် joy ငါကြီးဝမ်းမြောက်ခြင်းသင်တို့တဲ့ကိုထည့်ပေးမယ်ဆိုတော့ပြောငြိမ်သက်ခြင်းလည်းအဲ့တိုင်းပဲအဲ့ခုနယောဟန်နဲ့မှသူပြောထားတဲ့ဟာကိုကျွန်တော်အရေးလို့သဘောကျ like wow ဒီဝမ်းမြောက်ခြင်းဆိုတဲ့ဟာကြီးကကိုယ့်အထက်မှာပြည့်စုံနေတာပျော်ဖို့ဈေးကြီးတဲ့ရှမ်ပိန်လည်းတောက်စရာမလိုတော့ဘူးဂျွန်နီလန်းရှောက်လည်းတောက်စရာမလိုတော့ဘူးဆေးကြောက်လည်းယူစရာမလိုတော့ဘာမှမလုပ်ဘဲနဲ့အော်တိုကြီးလန်းနေတာအော်တိုကြီးလန်းနေအဲ့ဒီဟာကတန်ရှင်သောဝိညာဉ်တော်တပါးလည်းလုံနိုင်တာဖြစ်တယ်ဟာလေလုယာဘယ်မူရစေဘယ်သိပ္ပံဖော်တဲ့ medical မှလုံလို့မရအောင်ဒါလုံးဝဖခင်ရဲ့မျက်မှောက်တော်တပါးထဲမှာပဲရှိတယ်အဲ့မျက်မှောက်တော်သင်လိုချင်လားဒီနေ့ဟာလေလုယာသင်လိုချင်လားသင်ခရစ်တော်သင်ဘဝကိုပေးဖို့ခရစ်တော်အလိုတင်မျောလင့်နေတာဘာလို့ तू အကုန်ပေးခဲ့တာ तू က this is the cup of my blood လို့ပြောတယ် तू ခွက်ကြီးကိုတိုက်တာနင်တို့ခွက်နင်တို့တောင်းတော့လို့မပြောဘူး तू တောင်းနေတဲ့ခွက်ကြီးကိုအားလုံးကိုတိုက်တာ तू စားနေတဲ့ပကံတွေကနေဖဲ့ကြွေးတာအားလုံးကိုဘာ तू အကုန်ပေးသွားတာ तू ဘာဝတ်စားမှမပါဘဲနဲ့ तू ရဲ့လဘကားတယ်သူထမ်းသွားပြီသူအသွေးသွန်းသွားပြီသူတကယ်ကြီးအားလုံးပေးသွားတော့ကို तू ကလည်းအားလုံးကျွန်တော်တို့ပေးဖို့ပြန်လို့ခြင်းတယ်ဟာလေလုယာ he expect အဲ့တော့ကျွန်တော်တို့ဘဝတက်တာတစ်ခုလုံးအလိုက်ဖို့ဘုရားအလိုရှိနေတာဖြစ်တယ်အထူးလေး၎င်းမှာကျွန်တော်အလိုက်တဲ့နေ့ကနေစပြီးကျွန်တော်စသုံးတာဟာလေလုယာကျွန်တော်အယူလိုပဲအဲ့ဒီကနေစပြီးတက်သေးခံတာလူတိုင်းကိုတက်သေးခံတာအတင်းချုပ်ရောက်သွားလဲတက်သေးခံတယ်အာစီဘုရားကျောင်းရောက်လဲတက်သေးခံတယ်အစ္စရေးတွေနဲ့တွေ့ရင်လည်းတက်သေးခံတယ်ဟိုမွတ်စလင်တွေနဲ့တွေ့ရင်လည်းတက်သေးခံတယ်မွတ်စလင်တွေကပြောမဟုတ်တော့ဟိုဘာသာထဲမှာသာနေနေတာဖះကောင်းတဲ့အကြောင်းပြောဖို့ဆိုတော့နည်းနည်းတော့ကြားတယ်ဒါပေမဲ့အော်စရာကျွန်တော်ခွင့်လွတ်တဲ့အကြောင်းပြောတာ when I talk about forgiveness သူတို့တော့ there's something new တခါမှသူတို့မကြားဘူးဟဲ့ငါတို့တခါမှမကြားဘူးခွင့်လွတ်တယ်ဟုတ်တယ်လို့ဖះကကျွန်တော်အပြစ်တွေအားလုံးခွင့်လွတ်ထားယေရှုခရစ်တော်အဖြစ်အဲ့တော့ညီကိုတွေလည်းတကယ်ခွင့်လွတ်ခြင်းကိုခံစားခြင်းခရစ်တော်စီတိုးဝင်လို့ပြောတဲ့နေ့မှာဆိုကျွန်တော်ကြားမကြည့်နဲ့ဒါပေမဲ့အော်စရာကြီးသလားအဲ့မွတ်စလင်တွေလေချက်ချင်းသာယေရှုခရစ်တော်ကိုအိန္ဒိယသာလက်မခံတာကျွန်တော် love gift ပေးလိုက်တယ် hallelujahလာဂျေမီလာဆိုပြီးအမေဘယ်တော့တောင်းလို့မသိကျွန်တော်အဲ့ဒါထိုးတယ်ဗလားအမေငါအလူငွေတောင်ရနေပြီဟာလေလုယာဆိုပြီးအဲ့ဒါကြာပြီတော့ကျွန်တော်ပြောင်းလဲခါသာတနေ့တော့မပြည့်သေးဘူးအဲ့ဒီအချိန်မှာကျွန်တော်စပြီးဘုရားစသုံးဆိုဘာဖြစ်လို့ तू ရွေးကောက်တဲ့လူကို तू ကသုံးတယ်ဘာအဲ့လိုမျိုးလို့ကျွန်တော်တို့အားလုံးအမှုတော်ဆောင်ကြီးဖြစ်ရမယ်ကျမ်းစာကြောင်းတက်ရမယ်နော်အဲ့လိုမျိုးကြီးပြောရမို့အားလုံးကနယ်ပယ်အသီးသီးမှာဘုရားကအသုံးပြုဖို့ထားတာဖြစ်တယ်ဟာလေလုယာ
ကျွန်တော်ကိုကြတော့ဒီ hip hop mountain မှာဖျားထားတာ this DJ တွေနဲ့ MC တွေဒီ graffiti သမားတွေ break dance ကားတဲ့အဖွဲ့တွေအားလုံးကသတင်းကောင်းကြားဖို့ I was put on this mountain ကျွန်တော်ကသတင်းကောင်းကိုသယ်ဆောင်တဲ့သူဒီမှာရှိနေတဲ့အမှုတော်တောင်လေးကျန်းစာဦးကြီးကိုင်ပြီးနိုင်ကလက်တဲ့ဝင်သွားလို့ရလားမေးမယ်မေးမညာသေးတရားအောင်မမရအောင်ဘာလာလောက်တာလဲဆိုပြီးမေးလိုက်မယ် right heart bonky လို့ပေါ့သူသွားတယ်လေဒါမှမဟုတ်မှထူထူတော့သူမခံနိုင်အမလီဘာဖြစ်တာလဲမသိဆိုပြီးတော့ဒါပေမဲ့ဖျားသွားခိုင်းတဲ့သူသွားတဲ့အချိန်မှာနိုင်ကလက်ထဲမှာနိုးထားခြင်းသူစတာဖြစ်တယ်ဟာလေလုယာမောင်ချင်းမီကတော့အဲ့ဒါမျိုးတွေမရှိဘူးမောင်ချင်းမီကနိုင်ကလက်ထဲမှာဘုရားကတခြင်းဆိုဖို့ပြန်ပြီးရှင်းလေးပေါ်ပြတော့တခြင်းပြန်ဆိုတယ်ငရံကုန်မှာတော့တခြင်းဆိုတော့အဲ့မဲ့ဘာဖြစ်လဲမပြောဘူးဘာလို့ကိုညမကိုသမီးအရွယ်တွေကိုအမအရွယ်တွေအဲ့လိုကေရီရှူပြီးတော့အဲ့လိုမျိုးသူမလားစောက်ပြပြီးတော့လေးဘက်ထောက်ပြီးနိုင်ကလထဲမှာအမ်ဘတ်ဆိုပြီးတော့သွားပြီးပြက်စီးနေတာကြီးနေတိုင်းအဲ့ night life ကြီးကိုမြင်ရတော့တကယ်ကျွန်တော်အထင်ထဲမှာ broken အဲ့မှာတိုင်းရင်သူလေးတယောက်နှစ်ယောက်ကတော့လာပြီးကျွန်တော်ဆူတောင်းခံကြတယ်အခုရဲတယ်ကျွန်တော်မဘွားကတော့မထူးတော့ပါဘူးမဖြစ်နေမှမသိဘူးလေအခုတော့ဘုရားနဲ့မှန်တယ်တော့တကယ်ကျေးဇူးတော့ငါဘုရားနဲ့မှန်တာမဟုတ်ငါယုံကြည်ခြင်းမှန်တာဟာလေလုယာငါမလဲတာမဟုတ်ငါလဲတယ်ဒါပေမဲ့ငါရအောင်ပြန်ထားတယ်ဟာလေလုယာဘာလို့ဘုရားရဲ့ကောင်းမြတ်ခြင်းငါမလဲပဲနဲ့ငါတောင်းခံနိုင်လို့ဘုရားရွေးကောက်တာမဟုတ်ဘူးအားလုံးကစိတ်နှလုံးကတရားမှအမှန်မှန်ဘုရားရှိပါဒါပေမဲ့ငါနောင်တနဲ့ငါမားပြီဒါပေမဲ့ဘုရားငါ့ကိုသုံးလို့ကျေးဇူးတော်ကြောင့်သုံးတာဖြစ်တယ်ငါကြည့်နိုင်လို့သုံးတာမဟုတ်ငါအပေါ်မှာရှိတဲ့ကျေးဇူးတော်ကြီးကြီးလို့သူငါ့ကိုအသုံးပြုနေတာဖြစ်တယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသဘောပေါက်တဲ့နေ့မှာကျေးဇူးတော်သဘောပေါက်တဲ့နေ့မှာကျွန်တော်ရအောင်ပြန်ထားပြီးတော့မှဆက်ပြီးတော့မှ proclaim လုပ်တယ်ငါဘလောက်ပဲမပြေဆုံးငါ့ကိုတာရွေးကြီးရဲ့ဗိတ်သိမ်းနဲ့ဘုရားသုံးပါဆိုတော့ revelation ကျွန်တော်ရထားတဲ့အတွက်ကိုhallelujah အဲ့ဒီဟာကျွန်တော်ဘယ်တော့မှဘုရားရဲ့မျက်မှောက်တရားနဲ့ဝေးသွားအောင်ဆွဲချလို့မရဘူးဆိုတော့ကျွန်တော်ကောင်းကောင်းသိတဲ့နေ့မှာရအောင်ပြန်သွားတယ်အဲ့ night club ထဲမှာခုနကတိုင်းရင်သူလေးတွေလာပြောတဲ့အချိန်မှာကျွန်တော်ပြောရအောင်ပြန်တီးဆောက်ပြီးတော့ညီမလေးစိတ်လည်းမကြနဲ့ရအောင်ပြန်ထနေအခုအရက်တောင်းနေနေမယ်ညီမနဲ့တောက်တာဟုတ်ကဲ့ဒါပေမဲ့နောက်လာမဲ့ရက်အနေငယ်တွင်မှာနေဘုရားကောင်းမြတ်ကြောင့်နေရအောင်ပြန်ပြောလိုက်မယ်ဒီအရက်ကြီးကျွန်ဘဝနော်လူများမရင်ငယ်ဖြစ်နေတဲ့ဘဝကနေနေရအောင်ပြန်လွတ်မြောက်လိုက်မယ်ဆိုပြီးတော့တေချာပြန်ဆူတောင်းပြီးတော့အမေနိုင်ကလထဲမှာလက်တိမ်ပြီးဆူတောင်းပေးတာမောင်ကြီးမိတယောက်ပဲရှိရရန်ကုန်မြို့မှာဟာလေလုယာအဲ့မျိုးသမီးလွတ်မြောက်သွားတယ်ဟာလေလုယာအဲ့လိုပဲနောက်ဆုံးဘာဖြစ်လာဆိုပုံသက်တယ်ကျွန်တော်ဘယ်တော့မှပြန်မတောက်တော့ဘယ်တော့မှပြန်ပြီးမရှူရှိုက်တော့ဘူးဘလောက်ပဲကောင်းတဲ့မူကြီးစေးနေတယ်ကျွန်တော်အခါကျွန်တော်ငါမတောက်ဘူးတော့ဆိုပြီးတော့ကျင့်တာမဟုတ်ဘဲနဲ့အထဲကခုန new creation လို့ပြောတဲ့အသစ်သောဖန်ဆင်းခြင်းဂျေမီကတကယ်သေသွားပြီဟုတ်တယ်2014တော့ဘလို့သေသွားလဲလောကတိုင်းမှာခရစ်တော်နဲ့တူသေသွားတာခရစ်တော်အသေးခံတဲ့ချိန်မှာကျွန်တော်မှလိုက်ပြီးသေသွားတယ်မဲ့ခရစ်တော်ရှင်တဲ့အတိုင်းကျွန်တော်ပြန်ရှင်တာ hallelujah the old guy is gone အဲ့ဂျေမီကိုပြန်လို့ချင်းသင်္ချိုင်းကုန်းလိုက်သွားမှရမယ်အခုအသက်ရှင်နေတာခရစ်တော်အထဲ၌မောင်ဂျေမီအသက်ရှင်နေကိုအဲ့ new creation ဂျေမီကဖခင်ရဲ့နိုင်ငံတော်ထဲမှာတာ၍အမှုတော်ထဲမှာတော့စာရနိုင်ငံကိုကင်လှုပ်ဖို့ဘုရားကစီစဉ်ထားတာဖြစ်တယ် hallelujah အဲ့ attack ရတော့ရှိရတခါတည်းကျတီးခါရတဲ့အချိန်ရှိရနော်အဲ့လိုလင်းလို့တွဲခါတာဘုံလို့ခိုင်းတယ်ဘာဖြစ်လဲအကောင်းဆုံးပြောနေတာကြားတဲ့လောက်စော်ကားပြီးခံပါစေနော်စားနေတဲ့ထမင်းစားနေတဲ့ခရင်နဲ့အဲ့လိုမျက်နှာကိုပဲလမ်းပေါက်ဘသူပေါက်လဲမမင်းနဲ့မပြောဘူးနော်လမ်းပေါက်နော်ပကံစင်းနေတဲ့ရင်နွေးနဲ့ပဲလမ်းပတ်ဟဲ့ငါ့ကိုစော်ကားကြလူနေတော့တော်ဆေးဆိုးတယ်ဘသူလုံးလဲမမင်းနဲ့မပြောဘူးပြောတာလေကိုပတ်လဲဝိုင်းနေတဲ့တဲမှာခရိယန်တွေပဲရှိရပဲဒါပေမဲ့အဲ့ခရိယန်တွေလဲကိုအသေးကိုရောက်ခဏလောက်တာခံရတာပဲthis term named church hurt is it does exist but you don't have to exaggerate or make it more fuffer တမလားအဲ့ဒါရဖောင်းကြအောင်လုပ်စရာမလိုဘူးဟုတ်တယ်အသင်းတော်ကတော့တခါလေတင်းကိုနာကျင်အောင်လုပ်ပေမဲ့သင်ကအသင်းတော်ကိုတကယ်တီးဆောက်တော်သူဖြစ်ဖို့ကခရစ်တော်ကအထဲထဲမှာသင်တာရခရစ်တော်နေရာပေးမှရမှာ hallelujah church ဆိုပြီးတော့ဘုရားကျောင်းလစ်ဖို့ပဲit's not ဘယ်လိုပြောမလဲ excuse ပေးတာမဟုတ်ဘူးဟုတ်တယ်ဘုရားကျောင်းထဲမှာရမဖြစ်ဘူးလားကွိုင်နေမတက်ကြဘူးလားတက်တယ်ဒါပေမဲ့မဟုတ်ဘူးဖခင်ရဲ့မျက်မှောက်တော်ထဲမှာရှိနေခြင်းနဲ့ခရစ်တော်ရဲ့မြတ်တာကိုတင်တကယ်ရသွားတဲ့နေရာလေတင်းကိုဘသူပဲနာကျင်အောင်လုပ်တင်းကခရစ်တော်ရဲ့မြတ်တာနဲ့ဘယ်လိုပြောတုံ့ပြန်နိုင်တဲ့အထိဖခင်ကချီးမြှောက်နိုင်တာဖြစ်တယ်ဟာလေလုယာဟုတ်တယ်တခါကျရင်တချို့ဖခင်เจ้าနေသာသွားတာဖခင်เจ้าအပေါ်နေတရားဟောတဲ့အပေါ်ကကိုယ်ဆောင်းပြီးဟောတာမနေဘူးဒီတစ်ပတ်သွားနော်ဒီတစ်ပတ်ကိုယ်ဆောင်းဟောတာဟာအဲ့နဲ့နောက်တစ်ပတ်တော့မသွားတော့ဘူးလို့ရှားဖခင်เจ้าပဲသွားရအောင်ဒါနဲ့အားနာလားငါပြန်သွားအောင်ကွာမထူပါဘူးလို့ယေရှုခရစ်တော်နှလုံးသားနဲ့သွားရဟိုလည်းရောက်ကိုယ့်အမြင်နဲ့ချပြင်မှာတခါဟာ
ငါဘယ်တော့မှဘုရားကြောင့်သွားလို့မရတော့ဘူးလို့ဖြစ်လာငါ့ကိုမြင်လာတဲ့အပေါ်ကနေတွဲပြီးဘာဖြစ်လာလဲဒါမသိဘူးလေကျွန်တော်လည်းဘာဖြစ်တာလဲလို့မမေးအောက်ကလူတွေကတော့ပြောကျွန်တော်လည်းမသိဘာဖြစ်နေတာဒါပေမဲ့ဖြစ်ရမှာတခုတည်းအထဲမှာခရစ်တော်ရှိရမှာဟာလေလုယာဟုတ်တယ် तू ငါ့ကိုမကြိုက်လို့ဒါပြောတာလေဒါပေမဲ့ငါကတော့သူ့ကိုတော့ချစ်ရမှာငါတောင်းပါအဲ့ဒီအတွက်ကို तू ငါ့ပေါ်ကောင်းစီဖြစ်စေမကောင်းစီဖြစ်စေနော်ငါသူ့ကိုသွားပြီး hey bro ဘာဖြစ်လဲညာပြန်စကားပြောမလဲ तू ငါ့ကိုလက်တာနဲ့နောက်ကနေဓာတ်နဲ့ထိုးတော့မှာလေဒါပေမဲ့ in the same time ရှင်ဘောလူခံရတာနဲ့ရှင်လိုက်ရင်ဘယ်လောက်တင်ခံရတာဘာမို့လို့လဲရှင်ဘောလူ तू မှပြောပြသွားတာဗါလေညီကိုတို့၌ရောက်တော့ပြီဟုတ်ညီကိုရောင်ဆောင်တော်သူတို့၌ရောက်တော့ပြီအဲ့စကားဘယ်တော့မှမမေ့ဘူးညီကိုတွေပဲလေကတည်းကရထားတယ်တူပဲဒါပေမဲ့ကိုယ်ဒုက္ခရောက်အောင်ဒီမျိုးစုံနဲ့ရန်တိုက်တဲ့အဖွဲတွေသင်းအုပ်နဲ့ရန်တိုက်လိုက် ministry ကောင်းဆောင်နဲ့ရန်တိုက်လိုက်အဖွဲ့တွေရှိတဲ့ကဖားရပါအဖွဲ့တွေဟိုချက်တွေရွေးလို့အသာတိကလို့အဖွဲ့တွေအဲ့ဒီအဖွဲ့တွေရှိရမယ် but it's okay because we're brothers တဘောပေါက်လားကိုကလေးရောက်လာရင်ကိုကလေးရောက်လာလိမ့်မယ်ကိုခွင်ဆိုတာလေကိုခွင်နဲ့သူရောက်လာငါစော်ကားမိတာမပြီသူ့ကိုဖျားချင်းမြောက်မှမသိရင်ငါဘယ်တော့မှသူ့ကိုမစော်ကားပါဘူးဆိုပြီးတော့နောင်တနဲ့သစ်စီပြန်ရောက်လာမယ်နေရောက်လာလိမ့်မယ်ဟာလေလုယာယောသကိုကြည်လေဟာလေလုယာသူဖျားလူမဟုတ်ဘူးလားဟုတ်တာပဲသူဖျားသူ့ကိုဝေရှင်နဲ့မပြောက်လားဒါပေမဲ့ဘာဖြစ်လဲညီကိုတွေကြောက်တဲ့တွန်းချလိုက်တယ်မာမူနဲ့တွေ့တော့မာမူစီရောင်းလိုက်တယ်မာမူကလည်းအီဂျင်းမှာပြန်ပြီးတော့ကျွန်းဖြစ်သွားတယ်ဖျားလူပဲကျွန်းဖြစ်သွားတယ်ဖျားလူဖြစ်လျက်နဲ့ကျွန်းဖြစ်ရတဲ့အာမျိုးမကြုံရဘူးလားကြုံရတာပဲဖျားလူဖြစ်ပြီးတော့မရိမှုနဲ့တရားစွဲခံပြီးတော့ထောင်မကြောက်ဘူးလားကြားတာပဲဒါပေမဲ့ဘာဖြစ်လဲဖျားသားစိတ်ရင်ကျွန်းမဲဖြစ်ကျွန်းထဲမှာအကြီးဆုံးပြန်ဖြစ်လာတယ်ဟာလေလုယာထောင်ကြသွားတယ်ထောင်ထဲမှာအကြီးဆုံးပြန်ဖြစ်လာတယ်ဟာလေလုယာသူဘယ်တော့မှဒုက္ခမရဘူးဘာလို့ကြိုက်တဲ့ဒုက္ခတွေထိလိုက်အထက်ကယေရှုခရစ်တော်အောင်မြင်တဲ့လောကကိုအောင်မြင်တယ်လို့ပြောထားပြီးပါတယ်ဟာလေလုယာလောကကိုအောင်တဲ့ဘုရားအထဲမှာရှိနေတဲ့လူဟာကြိုက်တဲ့နေရာပို့လိုက်အောင်မြင်ပြီးပြန်ထွက်လာတယ်ဟာလေလုယာအဲ့ဒါဘုရားသားလို့ခေါ်တယ်ဟာလေလုယာဘုရားနာမသားရေးပုံကြည့်ပါတယ်တို့ဘုရားချင်းကိုလက်ခုပ်တီးရအောင် So what I'm trying to say long story short ခါကျတင်ကြုံရတဲ့ဟာကျွန်တော်နားလေတယ်ကျွန်တော်ဖြစ်နေတာတွေကျွန်တော်ကောင်းသဘောပေါက်တယ်အခုအမေရိကမှာကျွန်တော်စပြီးနေရထိုင်ရလောကကန်ရလောကကျွန်တော်ပိုးသဘောပေါက်လာတော့ wow ဒီဘာဘီလုံ system ကြီးရတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့ခဏပဲ hallelujah အားလုံးပြောအောင်ခဏပဲတုံးချလက် yes အဲ့ဒါမီးစကားကျွန်တော်ကိုကြီးနားမလဲပါတုံးချလက်ခဏပဲကျွန်တော်လည်းဆွဲနေရတာမလားကျွန်တော်လည်းရေးလဲဆွဲနေရတာဟုတ်တယ်ဒါပေမဲ့ခဏပဲတနေ့ကျရင်တာရွေးကြီးတဲ့နော်နားခေါ်ရတဲ့အခွင့်ဘုရားအသင်းကိုပြင်ဆင်ပေးထားပြီးသား hallelujah ဂျူးတွေတောင်9နှစ်ပြည့်နားရသေးတာပဲတင်းတော့ဘယ်နှစ်ရှိပြီလဲတင်းတကယ်ယုံကြည်ရဲ့တင်းနေကြရင်လေဘာမှလုပ်ကြမလို့ဘယင်းလိုထိုင်စားတဲ့ခွင့်ဘုရားသခင်ကသူ့ရဲ့သားသမီးအားလုံးနိုင်အောင်ပြင်ဆင်ထားပေးပြီးသားဟာလေလုယာကျွန်တော်အခုအလုပ်ရပြီကျွန်တော်မိမမပြောနဲ့တဲ့အိမ်ကနေမှလိုက်တယ်အခုပြောပြီဒါပေမဲ့ဘယ်မှာလုပ်လဲလားမမင်းတို့ပြောလူဖိတ်တိုင်းလည်းမပြောကျွန်တော်အခုအလုပ်ရပြီအမေရိကန်မှာ but ကျွန်တော်သိရလေအဲ့မှာလုံးနေတယ်ကျွန်တော်ဟာငါဒီလိုပဲအဆုံးသတ်တော့မလားမသိဘူးအဲ့စိတ်ကအားလုံးမှာဝင်တယ်နော်အားလုံးမှာဝင်တယ် but no မဟုတ်ဘူးဒီအလုပ်လုပ်ရမယ်ဆိုတာကိုရန်ကုန်မှာကလေးကဖျားလူတယောက်ကကျွန်တော်ပြောလိုက်ပြီးသားအခုဒီအလုပ်လုပ်ရမယ်တဲ့အဲ့လုပ်ခြင်းအပြင် Spanish တွေပြောင်းလဲလိမ့်မယ်တခါတည်းပြောလိုက်ပြီးသွား hallelujah အဲ့ဒီဟုတ်တယ်အဲ့တော့ငါအမသွားပြီး Spanish တွေဂျားထဲမှာဟိုဘယ်လိုပြောလဲပုံသက်တွေမကောင်းမနဲ့ဖြစ်စတိုင်းဖြစ်နေပဲမဟုတ်ဘူး Spanish အရှိမဖျားကချီးမြှောက်လာလိမ့်မယ်ဒီနေ့ကြာပြောလိုက်ပြီနော်ဒါကို prophet ပြောတာဒီနေ့ကျရင်ဘုရားကဒီအလုံးလုံးနေရင်းနဲ့ပဲကိုသုံးလိုက်မယ်အဲ့ချိန်ကျရင်မှာကိုပြန်ဒိုင်လာလည်းမျိုးပေါ့နော်သူဒီတောင်ဒီဘယင်တက်ခရစ်တော်တက်ခံလာတာသူမြင်တယ်လေပြီးရင်ခရစ်တော်ပြန်ဆင်းလာတာသူမြင်တယ်အဲ့မဲ့ခရစ်တော်တက်ခံရတဲ့အချိန်နဲ့ခရစ်တော်ပြန်ဆင်းလာတဲ့ဂျားထဲမှာဘာဖြစ်လဲမမြင်သလိုပဲအဲ့လိုပဲကျွန်တော်တို့ရဲ့ destiny ကကျွန်တော်တို့စောင့်မျှော်နေ hallelujah ဂျားထဲမှာတော့ဘာဖြစ်မလဲမောင်ချင်းမျိုးလာမမင်းနဲ့ကျွန်တော်လည်းမသိဘူးတကယ်မသိဘူးအဲ့မဲ့ကျွန်တော်ချီးမြှောက်ခံရမှာကိုကျွန်တော်အခုကတည်းက hallelujah ကြိုးမြင်ထားပြီးသားအဲ့လိုပဲကျွန်တော်ချီးမြှောက်လာမယ့်အချိန်ကိုဘုရားကပြထားရတယ်ရှိလိမ့်မယ်မပြသေးလားရှိမယ်ဒါပေမဲ့တယောက်ကောင်မှဆုံးရှုံးစေတဲ့ဘုရားမဟုတ်ဘူး hallelujah ဆိုအဲ့ဒါကိုကောင်းကောင်းသိရဲ့ကျွန်တော်ညီကောင်မောင်တော်မားတွေတင်အခုဘယ်ချိန်မှာထားလဲလုံးဝသိတယ်မကြတဲ့ Boston မှာပဲတင်ကိုထား Texas မှာပဲထားတာကျွန်တော် Texas မှာနေရတာလောလောဆယ်ယေဟာဖွဲ့နေနဲ့နော် barbecue ဖွဲ့နေရွာထိပ်မှာရေးလဲတောင်းကျန်းနေတာလုံးဝ so သွားမလုံးနဲ့ခက်တယ်သူတို့ပြောရင်နားမလဲဘူးအဲ့ကပ်ပလီတွေပို့ဆိုတယ်မန်ဒီကောင် chill with that thing man right there I don't care about the thing mind ဘာတွေပြောနေမှမသိဘူးto be saying cuz so
ကျွန်တော်တော့ကပ်ပလီတို့ကျွမ်းပါတယ်ဆိုတဲ့လူတော်မှရွာပတ်သွားတာတခါလေအဲ့လိုမျိုးဒီ accent တွေကစားတယ်ဆိုပြောချင်တာလေဘလောက်ပဲအခက်ခဲတွေကြုံဝအမြဲတမ်းကျွန်တော်တို့မျောလင်းချက်ဖြစ်သောယေရှုခရစ်တော်ကအရှိရနေကျွန်တော်တို့အကောင်းဆုံးပန်းတိုင်ရနေတရဖူစောင်းပေးဖို့စောင့်ညွှန်နေတာဖြစ်တယ်ဟာလေလုယာအဲ့လိုပဲဒီထဲမှာရှိတဲ့ကျွန်တော်ညီကိုကြီးတွေကျွန်တော်ရဲ့ဆရာတွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံး people from all different backgrounds with different languages and different ideologies or whatnot or congregation တဲ့တို့အားလုံးကိုဘုရားကချစ်တာဖြစ်တယ်ဟာလေလုယာတဲ့တို့အားလုံးကိုချစ်တယ်တဲ့တို့ကိုတကယ် divine anointing နဲ့အသုံးပြုခြင်းတာဖြစ်တယ်တဲ့တို့ဘလောက်ယုံလဲတော့တခါတည်းမေးပြီးသားအာဗြဟံကိုနင်ဘလောက်မြင်ရလဲ how far can you see နင်မြင်ရတဲ့အတိုင်းနင်ဟာကောင်းကြီးပေးမယ်အဲ့လိုပဲသင်တို့ရဲ့ ministry သင်တို့ရဲ့ destiny ကိုသင်ဘလောက်မြင်ထားပြီးသွားပြီလေမောင်ချင်းမီတော့ကောင်းမြင်ပြီးသွားပြီဝူးမောင်ချင်းမီကိုအဲ့စော်ကားခဲ့တဲ့အဖွဲတွေနောက်ကျောဓာတ်နဲ့ထိုးတဲ့အဖွဲတွေမောင်ချင်းမီ ministry မှာလာဆက်ကတာအစားမြင်ပြီးသွားပြီ hallelujah ဒါပေမဲ့မန်တပ်ဖို့မဟုတ်ဘူးယောသဘာလို့လဲသူညီကိုတွေကိုသူခွင့်လွတ်တယ်ဓမ္မဟောင်းထဲမှာခွင့်လွတ်တဲ့ prophet ဘယ်နှယောက်ရှိလို့လဲဒါပေမဲ့Joseph forgave all of his brothers, all of them. သူအားဖြင့်သူ့ကိုစော်ကားခဲ့တဲ့လူတွေပြန်ပြီးကောင်းကြီးဖြစ်တာ။ဘာဖြစ်လဲခရစ်တော်နှလုံးသားဓမ္မဟောင်းက prophet တွေအားလုံးခရစ်တော်ရသွားတာဘာလို့ပြလဲခရစ်တော်နှလုံးသားဘာလို့သူတို့ဘာလို့ကယ်တင်ခြင်းရလဲဓမ္မဟောင်းခရစ်တော်မလာသေးတော့ဘလို့ကယ်တင်ခြင်းရတယ်ဘာလို့ခရစ်တော်မလာခင်လဲခရစ်တော်လာမယ်ဆိုတော့သူကကြိုသိပြီးသားခရစ်တော်ကြိုယုံပြီးသားကြိုလက်ခံပြီးသားဟာလေလုယာအဲ့လိုပဲဓမ္မသစ်နဲ့အရှိနဲ့အဲ့ဒါမို့အရှိတွေနောက်တွေခွဲတာကိုတော့ကျွန်တော်ဘာမှတော့မပြောပါဘူးဒါတို့ရဲ့ revelation ဒါပေမဲ့မောင်ချင်းမီရဲ့ revelation ကတော့ယနေ့မနေ့နောင်ကာလမှာပြောင်းလဲပဲခရစ်တော်ရသွားတဲ့မောင်ချင်းမီကဘိန်းစားဘဝကနေဘုရားသားဖြစ်သွားတယ်ဟာလေလုယာနိုက်ကလပ်ထဲမှာမူယူတဲ့လူကနေပြီးနိုက်ကလပ်ထဲမှာအမှုတော်ဆောင်ပြီးတော့နိုက်ကလပ်ပိုင်ရှင်ရစကျွန်တော်တကူတကအိမ်လိုက်ဖို့ဟာလားကိုချင်းပြီကျွန်တော်လိုက်ဖို့မယ်နော်ကိုကတက်စီကားပြန်မလို့ဘူးနိုက်ကလပ်ကနေပြန်ရင်လေအမေနိုက်ကလပ်ပိုင်ရှင်မာဖီးယားသူကိုယ်တိုင်လိုက်ဖို့တာပြီးအိမ်ရှိရောက်တော့ဆူတောင်းခံတယ်ကျွန်တော်ဆူတောင်းပေးပါမာဖီးယားဘယ်နိုက်ကလပ်ပိုင်ရှင်ကအမှုတော်ဆောင်ဆူတောင်းခိုင်းဘူးလေနော်အဆိုတော်နေပေါင်းတာဒီသမားတွေပါလေဆိုသူတို့အထက်ကနေခိုင်းအမေမောင်ချင်းပြီကဆရာလိုပေါ့လို့နဲ့လက်တင်ပြီးဆူတောင်းပေးသူကပြန်ပြီးနိုက်ကလပ်ပိုင်ရှင်ကတချင်းဆိုဖို့လည်းပတ်စံပေးတယ် love gift တတ်ပြန်ထုတ်ပြီးပေးသွားသေးတယ် hallelujah see ဖခင်လုံနေတာကိုမြင်စေချင်တာကျွန်တော်လုပ်တာမဟုတ်ဘူး all him ကျွန်တော်ကိုပြောသလိုပဲသူပဲလုံနေတာဘယ်နည်းဟင်းပြောတဲ့စကားဘိုးကျန်းတယ်ပါလေ I have nothing to do with it ခုနလူတယောက်ထားပြီးလမ်းလျှောက်သွားတာအောက်ပိုင်းသေးတဲ့လူလမ်းထားလျှောက်သွားတာအဲ့အဖြူတယောက်ကအလိုကြီးမြင်တယ်ဟုတ်တယ်တွေ့တယ်မလားအဲ့ဒါငါလုပ်တာမဟုတ်ဘူးဖခင်လုပ်သွားတာအဲ့ဒီတိုင်းပဲကျွန်တော်တို့ဒီနေ့ဖြစ်သွားတဲ့အခုဒီအခမ်းအနားဒီအဖွဲ့နော်ဒီပွဲစီလဲယေရှုခရစ်တော်လုံနေတာဖြစ်တယ်အဲ့ဒီအတွက်ကိုတင်းကိုဒီနေ့ဖခင်သခင်ကျွန်တော်တယောက်တည်းစကားပြောမှာမဟုတ်ဒီမှာရှိတဲ့ညီကိုအားလုံးအားဖြင့်တသက်ခံချက်တွေကနေစကားပြောမှာဖြစ်တယ်ရောက်ချင်းစီပြတဲ့ကောင်းကြီးပေးပါသေး So if you're ready ဟာလာပြီဒီညီကိုရတော့ချောရနော်အိမ်အောင်ရှိလားတော့မသိဘူးရှိလားအဲ့လောက်ချောပြီးအိမ်အောင်မရှိလို့မရဟာလေလုယာဆိုဒီဂျမ်းမြန်ဆုံးဒီဟိုကနေပြပြနံပါတ်2ကနေစားတယ် so yeah ဟုတ်ကျွန်တော်ငယ်တော့မိန်းမရှိရင်ရှက်တယ်လူတွေအမှန်မိန်းမရှိရင်ရှက်စရာမလိုဘူးခိုးစားနေတာပို့ပြီးချက်ဖို့ကောင်းတာဟုတ်တယ်ခိုးစားဆိုတော့ဘယ်လောက်ချက်ဖို့ခိုးပြီးလို့သာရချက်ဖို့ကောင်းတယ်ကိုမိန်းမနဲ့ကိုကအေးဆေးပဲဒါလူရှိဖျားရှိမှာပရိညင်နဲ့သွားတာဟာလေလုယာအရမ်းမိုက်တဲ့အဲ့စကားပရိညင်တန်မိုးထားတဲ့လူကဖျားတန်မိုးထားတယ်ဟာလေလုယာအဲ့ဒါမှတစ်ခါကျမလားပဲတဲ့အိမ်တော်ကဘာကြီးပဲဖြစ်နေတင်ဖျားကိုယုံကြည်ပါယုံကြည်ရဲ့အတိုင်းဖျားတဲ့ကိုချီးမြှောက်လိုက်မယ်ဟုတ်တယ်အိမ်မောကပဲဆင်းသွားဘာပဲဖြစ်သွားပြီတနေ့ဆိုင်ပြန်လာမှာကျွန်တော်မိမဆိုခဏအိမ်မောဆင်းသွားတကယ်ကျွန်တော်မြကြီးနားအထိတော့ခေါ်ရတယ်ဒါဘာဖြစ်လဲဆိုတယ်လူနေတယ်မခေါ်ကြုံလဲမြကြီးနားအထိလေးစင်ဘိုးကတော့ကောင်းသေးတယ်ဒါပေမဲ့ no မဟုတ်ဘူးဖះခေါ်ဆိုနင်းခေါ်အဲ့တော့ခေါ်တော့ဘာဖြစ်လဲအမတတိရှိရင်ပြန်လာကြည့်တတိရှိရင်မြကြီးနားကိုနေလာရလာကြည့်နင်ကအမျိုးတွေနင်ပြန်ပြီးတောင်းမှရမယ်ဆိုပြီးတော့ဘလို့ပဲချင်းချောက်အမဖះအတန်ကြားပြီးသွားတဲ့မောင်ကြီးမိနဲ့တွေ့တော့ချင်းချောက်နေတဲ့အတန်နဲ့ပြောင်းသွားပြီးတော့ဘာသာပါလဲမာဘာသာပါလဲသမင်းကျွေးဖို့စောင်းနေတာအရန်ချက်သွားကြတယ်ကျွန်တော်လည်းမရတယ်ပြောနေတာလေရမဖြစ်တဲ့အချိန်မရှိဘူးလားရှိပါတယ်ဒါပေမဲ့ no မဟုတ်ဘူးဖခင်ကတီးဆောက်ပေးတဲ့ဖခင်ဖြစ်တာ hallelujah ဒီမျိုးလေးကဟုတ်တယ်ငါ့ကိုတော့အခုချိန်ဆဲနေလိမ့်မယ်ငါ့ကိုတော့ဓာကြီး2000နဲ့
မေဖာလို့ခိလာဟဲလေမယံမဟဲရဲကောက်ပေးလားဆိုပြီးတရုတ်ကားတွေအတိုင်းပဲငါ့ကိုချင်းချောင်းရင်ချင်းချောင်းနေလိမ့်မယ် but no hallelujah ဘုရားကကောင်းမြတ်တဲ့ဘုရားသင်တို့အိမ်တော်သင်ရဲ့ ministry သင်ရဲ့အသင်းတော်သင်ရဲ့ destiny အားလုံးကိုကျိုးပဲ့ခြင်းမသမျှကိုပြန်ဆက်ပေးထားပြီးဖြစ်တဲ့သင်မကြကအိမ်နမိတ်လက္ခဏာကိုမြင်ရလိမ့်မယ် hallelujah